Alo mấy mình là ba cho mà aku chỉnh ngặt aku bà biểu chỉnh lẽ rồi phải á cái khiển cầu miệt để cho ngô tất tì khăn chân này tất tì mặc khăn lẽ mà phiêu bù cho mà tất ta mà lấy cho mà giờ nó ngã bé bà ra này béo lấy cái đấy sura che cho mà cái lấy dùng thuốc cố quậy để bảo qua cái này Giêsu Christ đồ béo cho mà cố quậy cái đấy Giêsu Christ đồ béo giờ nó ngã cho mà cái xem phải á cái xem phải á cái yên phải áไอ้ที่รู้ไว้จะมาก็เถียงแค่ละဖြစ်တယ်ဒါပေမဲ့ဖယားသခင်ကတင်ငါဟာတဲ့တင်တို့အားလုံးရဲ့ဖယားဖြစ်တယ်ဆိုတဲ့နှုတ်ကပတ်တော်ကိုကြားတဲ့အချိန်ကနေစပြီးမှကျွန်မကအော်ငါဖယားပဲဒီဖယားလဲဆိုတာကိုကျွန်မခံယူသွားတယ်ယုံကြည်သွားတယ်ကျွန်မယေရှုခရစ်တော်ဖယားကိုလွယ်နဲ့ယုံကြည်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ယေရှုခရစ်တော်ဖယားမမြင်ရဘူးလေဟုတ်တယ်မလားရုပ်ထုဆိုတာကမြင်ရတယ်အဲ့ဒီဆိုတော့လူတွေတော်တော်များများကမြင်ရတဲ့အရာကိုပဲကိုးကွယ်ချင်ကြတယ်မမြင်ရတဲ့ဖယားကိုဘလို့လို့ကိုးကွယ်မှလဲမြင်မမမြင်ရတာလေမြင်မမမြင်ရတာဘလို့လို့မလဲမကိုးကွယ်ချင်ဘူးကျမလည်းအဲ့လိုဖြစ်ခဲ့တယ်တိလားအဲ့ဒါကြောင့်မလို့ကျမလေယေရှုခရစ်တော်ဖယားရဲ့အကြောင်းကိုကျမကိုဆရာတယောက်ကလာပြီးမှဝေငှတယ်အဲ့လိုဝေငှတဲ့အခါမှာကျမကသူ့ကိုကျမရှောင်ဖယ်လုပ်တဲ့အစားကသူ့ကိုယ်တော်မှကျမကတမျိုးထင်တယ်ဟာဒီစီကလည်းငါနားပဲလာကတ်နေတယ်ဘာကြောင့်လဲမသိဘူးပေါ့ကျမသူ့ကိုထင်လွဲတယ်ဆရာကိုထင်လွဲတာပေါ့နော်ဒါပေမဲ့ဆရာကကျမကိုလေပြောမယ်ဆိုရင်ကြောင်ကျင်လို့မဟုတ်ဘူးတိလားဘာဖြစ်လို့လဲ तू ကျမဝိညာဉ်ကိုချစ်လို့ကျမအားတာကိုပဲ तू ချောင်းနေတာဖြစ်တယ်အဲ့တော့ကျမကကြောင်းတက်နေတဲ့ကြောင်းသူဘဝပဲရှိသေးရဲ့အဲ့ဆိုတော့ယေရှုခရစ်တော်ဖျားအကြောင်းကို तू ပြောတဲ့အခါမှာကျမဖယားဘက်ကိုပဲကျမကအားတာပြီးမှသူ့ကိုပြောပြတယ်။ तू ကလည်းအကုန်ရှင်းပြတယ်။အဲ့ဒါနဲ့ तू ကဘယ်လိုပြောလဲဆိုတော့ရုပ်ထုဆိုတာကတဲ့မြင်ရတာမှန်တယ်။ဒါပေမဲ့ခေါ်ကြည့်လိုက်ပါဘောနော်။ကြားတယ်လားလို့ခေါ်ကြည့်လိုက်ပါတဲ့။ပြီးတော့လက်တွေလည်းရှိပါတယ်ရုပ်ထုကလက်တွေလည်းရှိတယ်ခြေထောက်လည်းရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ तू ကလက်တွေခြေထောက်တွေရှိတယ်လူကိုမကယ်နိုင်ဘူးလူတွေပြောရင်လည်း तू မကြားနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့လူကပဲရုပ်ထုကိုဆွဲပြီးမှပြန်ကိုးကွယ်တာဖြစ်တယ်ရုပ်ထုတွေကိုလူကပဲစူးစမ်းပန်းစားနဲ့တစ်ပင်တွေကိုဖြက်စောက်တွေနဲ့ထွေးအင်္ဂလိပ်တွေနဲ့ဖြော်ပေါ့နော်အဲ့ဒါကျမရုပ်ထုအကြောင်းပြောပြတာပါဘာသာရေးထိခိုက်မယ်ဆိုလို့ရှင်လဲစိတ်ဆိုးရင်လဲစိတ်ဆိုးကြပေါ့နော်ကျမကတော့မမှုပါဘူးဘာဖြစ်လို့လဲဆိုတော့ဖယားသခင်ကအမှန်တရားကိုတက်တည်ခံခိုင်းလို့ဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျမရုပ်ထုတွေကိုကျမစဉ်းစားကြည့်တဲ့အခါမှာဟုတ်တယ်လူကပဲပကြည်ဆွဲပြီးမှလူကပဲပြန်ကိုးကွယ်နေတယ်လူကပဲစူးစမ်းပန်းစားနဲ့တစ်ပင်တွေကိုဖြက်လူကပဲအင်္ဂလိပ်တွေဖြော်ပေါ့နော်လူတွေကပဲအဲ့လိုလှုပ်တဲ့အခါမှာပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လူကပဲပြန်ပြီးမှဖယားထက်ပိုပြီးမှလူဆွဲလိုက်လို့ဖယားပုံဖြစ်လာတယ်လူထုလိုက်လို့ဖယားရုပ်ထုဖြစ်လာတယ်ပေါ့နော်အဲ့ဒါကိုပဲလူတွေကပြန်ပြီးမှကိုးကွယ်တာပေါ့ကဲအခုကျမကပုံဆွဲလိုက်မယ်ကျမပုံဆွဲပြီးလို့ရှိရင်ကျမဆွဲတဲ့ပုံကိုကျမပြန်ကိုးကွယ်မယ်ဖြစ်နိုင်သလားအရင်စဉ်းစားဖို့လိုတယ်နော်အဲ့ဆိုတော့ကျမအရင်တော့ရုပ်ထုကိုးကွယ်တယ်ဘယ်ဘာသာကနေပြောင်းလဲလာတယ်ဆိုတာကိုကျမမပြောချင်ဘူးဘာဖြစ်လို့လဲဘာသာရေးကအရန်ကောင်းတယ်ဘာသာတိုင်းဟာလူတွေကိုကောင်းဖို့ပဲတွင်တင်တာဖြစ်လို့ဘာသာကထိခိုက်စရာအကြောင်းမရှိဘူးပြောချင်တာလူတွေကအုံနောက်မရှိကြဘူးဖျားပေးထားတဲ့အုံနောက်ရှိကြပါတယ်ဒါပေမဲ့သူတို့ရဲ့အုံနောက်ကဘာအတွက်ပဲသုံးလဲဆိုလို့ရှိရင်ကိုအားကိုခေါ်အားနဲ့ပဲကိုရက်တည်ပြီးမှအသက်ရှင်ကြတာဖြစ်တယ်ဖျားပေးတဲ့အုံနောက်ကမှန်ကန်တဲ့အုံနောက်ဖြစ်တယ်လူတွေကစာတန်စကားကိုနားထောင်ပြီးမှသုံးလိုက်တဲ့အုံနောက်တွေအားလုံးဟာအမားလုပ်ဖို့ကြီးပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျမတို့လူတွေအားလုံးဟာအမားကိုအမှန်လို့ပဲမြင်ကြတယ်ဒါပေမဲ့ဖယားရှိမှာကအမားကဖယားရဲ့အမားကလူတွေနဲ့မတူဘူးဖယားရဲ့အမားနဲ့လူတွေရဲ့အမားလည်းမတူဘူးဖယားရဲ့အမှန်နဲ့လူတွေရဲ့အမှန်လည်းမတူဘူးကျမပြောပြချင်တယ်အဲ့ဒါကြောင့်မလို့ယေရှုခရစ်တော်ဘုရားကိုကျမယုံကြည်လာတဲ့အခါမှာကျမစိန်ခေါ်တယ်တော်ယုံတန်ယုံလဲယေရှုခရစ်တော်ဘုရားကိုကျမမယုံကြည်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ယေရှုခရစ်တော်ဘုရားရဲ့ကောင်းမြတ်ခြင်းအကြောင်းတွေယေရှုခရစ်တော်ဘုရားဟာအပြစ်ကယ်ချွတ်တယ်ဆိုတဲ့အကြောင်းတွေအားလုံးဟာကြားထားတာဖြစ်တယ်တည်ထားတာဖြစ်တယ်နားလည်ထားတာလည်းဖြစ်တယ်ဒါပေမဲ့ကျမဟာရုပ်ထုကိုကိုးကွယ်နေစေဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်တသက်ကြောင့်ကယ်တင်ခြင်းဆရာတယောက်ဝေငှတာနဲ့ကျမတဘောပေါက်သွားတယ်ကျမဟာမလူနိုင်ဘူးတ
တခါတလေမှာစားဖို့တော့အနိုင်ဖြစ်တဲ့အခြေအနေရှိတယ်ကျမတို့မိသားစုဘဝကလူဖို့မပြောနဲ့အကျင့်ကောင်းတဲ့အကျင့်လုံးမလားဆိုလဲအခုကောင်းလိုက်ခဏနေကျမပြန်စိတ်ဆိုးလိုက်မကောင်းနိုင်ဘူးဟိုတခါလေလူတွေကကိုကောင်းတာလေးကိုပဲမှတ်ထားနိုင်တယ်ဟိုမကောင်းတဲ့ဟာကြတော့မမှတ်နိုင်ဘူးဒါပေမဲ့ဖယားသခင်စီမှာကကောင်းတာတွေမကောင်းတာတွေဖယားကတခုမှကြမှတ်နိုင်တဲ့ဖယားဖြစ်တယ်အဲဒါကြောင့်မလို့ကျမတို့ကိုးကွယ်တဲ့ဖယားကအသက်ရှင်တဲ့ဖယားဖြစ်သွားတယ်ကျမတည်နေတဲ့ဖယားကိုကိုးကွယ်တဲ့ဘဝကနေအသက်ရှင်တဲ့ဖယားကိုကျမကိုးကွယ်နိုင်သွားတယ်အဲ့ဒါဘာလို့လဲဖယားသခင်ကျမကိုရွေးကောက်တာဖြစ်တယ်ဆိုတာကျမယုံကြည်လက်ခံတယ်ကျမရဲ့အသက်တာထဲမှာခရစ်တော်ဖယားကိုကျမအမျိုးမျိုးစိန်ခေါ်ခဲ့တယ်အနာရောဂါနဲ့ပတ်သက်လို့လည်းကျမစိန်ခေါ်ခဲ့တယ်အိုးပြဿနာအခက်ခဲတွေအားလုံးဝင်လေးတော့သူအပေါင်းတို့ငါထန်တို့လာတော့ငါဒီချမ်းသာပေးပြီလို့သူ့ရဲ့ကျမ်းစာထဲမှာပါတယ်ဖယားရဲ့ကျမ်းစာထဲမှာအဲ့ဒီဥစ္စာတွေကိုလည်းကျမကြားဘူးခဲ့တယ်ဒါပေမဲ့ပြဿနာဖြစ်တဲ့အခါမှာစိန်ခေါ်ပြီးသူ့ကိုဆူတောင်းကြည့်တဲ့အခါမှာတကယ်ထူးတယ်သူကဖြည့်ရှင်းပေးတယ်ဖယားကတော့ယောအေးဟဲ့ဆိုပြီးမှလူတွေလိုမျိုးလာပြီးမှသူကဖြည့်ရှင်းပေးရမဟုတ်ဘူးတနည်းတလန်းနဲ့သူ့မှာနီးလန်းရှိတယ်ဖယားရဲ့နီးလန်းကကျမတို့မမြင်နိုင်ဘူးမမြင်ရတဲ့ဖယားကိုကိုးကွယ်တာဟာအသက်ရှင်တဲ့ဖယားဖြစ်တယ်လူမှာလည်းကျမတို့လူမှာလည်းခန္ဓာစိတ်ဝိညာဉ်ရှိတယ်ခန္ဓာကမြင်ရတယ်နော်အဲ့မြင်ရတဲ့အရာကိုပဲလူတွေကတည်နေတယ်လို့ထင်ကြတယ်ဝိညာဉ်ကတာကျမတို့ရဲ့ဘဝအတွက်အသက်ရှင်တဲ့ထာဝရတည်မြဲသွားမှာဖြစ်တယ်အခုကျမတည်သွားကြည့်လိုက်ကျမရှိတယ်ဆိုရင်လူတိုင်းယုံမလားမယုံဘူးဘာဖြစ်လို့လဲဝိညာဉ်ထည့်ထားလို့ဖယားသခင်ရဲ့ဝိညာဉ်ထည့်ပေးထားလို့ဒီခန္ဓာကြီးကအရာအသက်ရှင်နေတယ်ဟိုတန်ဖိုးရှိနေတာဖြစ်တယ်အသက်ရှင်နေတာဖြစ်တယ်ဒါကြောင့်မလို့ကျမတည်သွားကြည့်လိုက်ကျမလောကကနေထွက်သွားကြည့်လိုက်အဲ့ဒီဝိညာဉ်ကပဲထာဝရကာလကိုဆက်သွားရမှာဖြစ်တယ်မိတ်ဆွေကျမကောင်းကင်ရောက်တယ်လို့တငယ်ချင်းတွေအားလုံးကိုလည်းရောက်စေတယ်ရောက်စေချင်တာပေါ့နော်ဒီဖယားဟာကျမတို့အပြစ်တွေအားလုံးကိုကယ်ပေးတဲ့ဖယားဖြစ်တယ်ယေရှုခရစ်တော်ဖယားတကယ်ပဲအသက်ရှင်တာဖြစ်တယ်ကျမဘဝမှာဒီဖယားကြောင့်မို့လို့အသက်ရှင်ခဲ့တာဖြစ်တယ်ဒီဖယားကိုကျမမကိုးကွယ်မိဘူးဆိုလို့ရှိရင်ကျမဘဝဟာယူသွားနိုင်တယ်မဟုတ်ရင်စောစီစီတေသွားတော့သူဖြစ်နိုင်တယ်စောစီစီငရဲသွားတဲ့သူဖြစ်တယ်ဖယားသခင်ယေရှုတော်ကြောင့်ကျမဟာဖယားရဲ့ရွေးကောက်ခြင်းထဲမှာပါခဲ့တယ်ဖယားသခင်ယေရှုတော်ကြောင့်ကျမယေရှုခရစ်တော်ကျမရဲ့အပြစ်တွေကိုကယ်တဲ့အကြောင်းကိုကောင်းကောင်းတဘောပေါက်ခဲ့တယ်ကယ်တင်ခြင်းကိုပေါက်ပြီးတဲ့နောက်ပိုင်းမှာကျမကဟာယေရှုခရစ်တော်ဖယားငါဘလောက်တေငါအပြစ်မရှိတော့ဘူးငါ့ကိုကယ်သွားပြီပဲဆိုမှကျမဝမ်းသာအားရနဲ့ကယ်တင်ခြင်းရောက်လို့ဝမ်းမြောက်လို့ကျမတကယ်ပဲရင်ထဲမှာအတိုင်းမတီးပေါ့နော်ဒီရင်ထဲမှာတအားပျော်တယ်ဒါပေမဲ့ဖယားသခင်ရဲ့အလိုတော်ကိုကျမမလိုက်လျှောက်ပဲနဲ့ဖယားရဲ့အလိုတော်နဲ့မညီရဲ့အသက်ရှင်ခြင်းတွေကိုကျမရှင်ခဲ့တယ်အခါကျတော့ဖယားသခင်ကျမကိုဆုံးမတယ်ကျမတအားနာတယ်ကျမအရာခံစားရတယ်စိတ်ပိုင်းဆိုင်ရာကျမယူခဲ့ရတယ်တမန်တရားပိုင်းဆိုင်ရာမူးခဲ့ရတယ်ကျမဒါပေမဲ့ကျမဘလို့ပဲစိတ်ပိုင်းဆိုင်ရာမှာယူခဲ့ဘလို့ပဲတမန်တရားမှာမူးခဲ့ရှင်းလင်းတဲ့တဘောကိုပေးတာထိုဖျားရှင်ပေးတယ်ဒီဖယားကိုပဲကျမဘာပဲဖြစ်ကိုးကွယ်မယ်ဆိုမှကျမကိုးကွယ်ခဲ့တာဖြစ်တယ်ဒီဖယားထူးတယ်ဆိုတာဒီဖယားဟာဖယားတကယ်တော့ဖယားဖြစ်တယ်တခင်တကားတော့တခင်ဖြစ်တယ်ငါ့ကိုအပြစ်ငရဲကနေကယ်တင်တဲ့ဖယားဖြစ်တယ်ဒီဖယားဟာဖယားတကားတော့ဖယားလို့လည်းပြောထားတာပဲဘာဖြစ်လို့ဂတိမတီးရမှာလဲပြီးတော့ကောင်းကင်နဲ့မြေကြီးမတီးရင်လည်းငါစကားတီးမယ်လို့ဖယားကပြောထားတာပဲကျမအဲ့ဂတိတော်တွေကိုကျမဆွဲကင်ပြီးမှဒီဖယားစီမှာပဲချင်းကပ်ခဲ့တယ်ဒီဖယားကိုပဲကျမအော်ဟစ်ခဲ့တယ်ဒီဖယားကိုပဲကျမကိုးကွယ်ခဲ့တယ်ဒီဖယားကိုပဲခိုလုံခဲ့တယ်ဒါကြောင့်မလို့ဒီဖယားကျမကိုတတ်တည်ထူတယ်ကျမဟာအရင်တော့ဆိုလို့ရှိရင်ခရစ်တော်ကိုမကိုးကွယ်ခင်တော့ဆိုရင်မဟာနာကြီးတယ်တော်တော်လေးကိုစကားပြောရင်လည်းကြမ်းကြုတ်တယ်ကျမလေးခရစ်တော်ကိုရပြီးတဲ့နောက်ပိုင်းမှာအသက်တာအရာချစ်စရာကောင်းသွားတယ်သူများကြီးမြင်တိုင်းလည်းချစ်စရာကောင်းတယ်လို့ပြောလာတယ်သူများတွေကလည်းအရာကိုစကားပြောတာချိုးတယ်နော်လို့ပြောလာတယ်အဲ့ဒါကျမတော်လို့မဟုတ်ဘူးခရစ်တော်အသက်ရှင်လို့ကျမအထဲမှာအသက်ရှင်ပေးနေတာခရစ်တော်ကိုလက်ခံယုံကြည်ပြီးတဲ့နောက်ပိုင်းမှာခရစ်တော်ကျမအထဲမှာယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာကျမအထဲမှာခရစ်တော်အသက်ရှင်လို့ကျမကိုလမ်းမှန်တဲ့လမ်းကိုနီးလမ်းပြုပြင်ပေးတာဟောကျမမားပြီးလမ်းမရောက်တော့မယ်ဆိုလို့ရှိရင်ကျမဒူးဆိုင်လောက်တော့မယ်ဆိုလို့ရှိရင်ဘုရားခင်ဆုံးမတယ်ဘာဖြစ်လို့ဆုံးမတာလဲချစ်တော်မူသောသားကိုဆုံးမတော်မူ၏တဲ့ချစ်တော်မူသောသားကိုဆုံးမပြီးမှဒဏ်ခတ်တော်မူ၏လို့တုတ်တန်ကျမ်းထဲမှာပြောထားတယ်ကျမကိုဆုံးမတာဟာဘုရားခင်ချစ်လို့ဖြစ်တယ်မိဘတိုင်းကလည်းဒီလောကမှာမိဘတိုင်းကလည်းကိုချစ်တဲ့သားသမီးကိုဆုံးမကြတာပဲအဲ့ဒါမုန်းလို့မဟုတ်ဘူးချစ်လို့ဆုံးမကြတာလေ
လမ်းမှန်ကိုရောက်စေချင်လို့အဲ့ဒီလိုပဲဖခင်တခင်ကသူ့ကိုလက်ခံယုံကြည်ပြီးတဲ့တာမီရောက်စီတိုင်းကိုကျမတို့ကိုလမ်းမှန်ကိုတဲ့ပြီးတယ်ဒါပေမဲ့တခုကျမ်းစာထဲမှာကျမကိုစကားပြောတာလေငါတားတဲ့ဆုံးမခြင်းကိုထားဘုရားခင်ဆုံးမခြင်းကိုမမှတ်ပဲမနေနဲ့တဲ့အဲ့ဒီစကားကျမရင်ထဲမှာတအားထိတယ်အရာထိတယ်ငါဆုံးမတဲ့စကားကိုမမှတ်ပဲမနေနဲ့တဲ့မမှတ်မချင်းဆုံးမမှာဖြစ်တယ်မမှတ်ပဲနေလို့တော့မမှတ်မချင်းဆုံးမမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျမအဲ့ဒီမမှတ်ပဲမနေနဲ့ဆိုတဲ့စကားကိုအရင်တုတ်ထိပြီးစကားဖျားခင်စကားပြောလာတဲ့အခါမှာကျမမှတ်သွားတယ်ဒူးစရိုက်တွေကိုအခုပဲဝင်ချတောင်းပန်နဲ့အခုပဲပြန်လုပ်တယ်အခုပဲဝင်ချတောင်းပန်နဲ့အခုပဲပြန်လက်ခဏလေးပြန်လုပ်တယ်အပြစ်ဒူးစရိုက်တွေကိုဒါပေမဲ့ဆုံးမတဲ့အခါမှာမမှတ်ပဲမနေနဲ့ဆိုတဲ့စကားကမှတ်ဖို့အတွက်ဖြစ်တယ်အဲ့ဒီလိုမမှတ်ပဲမနေနဲ့ဆိုတဲ့စကားကိုလေးလေးနက်နက်နားထောင်ကြည့်လိုက်ပါစွန့်ပစ်ကြည့်လိုက်ပါတကယ်လို့တင်မမှတ်ဘူးဆိုရင်တော့ဆက်ဆုံးမနေဦးမှာဖြစ်တယ်မမှတ်ပဲမနေနဲ့လို့ပြောထားတာဖြစ်တယ်မှတ်ဖို့ဖြစ်တယ်ဒူးဆိုင်တွေကိုကျမတို့ဆွလို့ဖို့ဖြစ်တယ်ဖျားတခင်မကြိုက်တဲ့ရုပ်ထုကိုးကွယ်ခြင်းနော်သူပြောတဲ့ညှဉ်းညူးတဲ့အရာတွေကိုကြည့်အသက်တာနဲ့ပိုင်းနှုတ်ရှာကြမ်းကြုတ်တဲ့အရာတွေပုံတက်တွေမကောင်းတဲ့အရာတွေအားလုံးစိတ်ဆိုးခြင်းငေါငေါခြင်းစကားပြောကြမ်းကြုတ်ခြင်းတဲ့အရာအားလုံးမနာလို့မုန်းတီးခြင်းစသဖြင့်အဲ့လိုပြောထားတာဘုရားတခင်ရွှေရှာတဲ့အရာဖြစ်တယ်ဆိုတာဘုရားတခင်ပြောထားတယ်အဲ့ဒီခါမှာသူပြောတဲ့စကားဒီအထက်မှာကြားလာတဲ့အခါမှာကျမအရင်မှတ်သွားတယ်ဖျားကြတရားမျှတပါတယ်မလိမ္မာဘူးဆိုလို့ရှိရင်ချက်ချင်းမဆုံးမပါဘူးသူကဒီထဲမှာတတိပေးတယ်10တစ်ခါပေးတယ်2ခါပေးတယ်3ခါပေးတယ်4 50ခါမကဘူးပေးတယ်သူတတိပေးတယ်တတိအရင်ပေးပြီးမှပေးလို့မရမှသူဆုံးမတာဖြစ်တယ်အဲ့ဒီခါမှာကျမတို့ကအရာကြေကွဲတယ်စိတ်နှလုံးကြေကွဲတယ်ကိုမန္နာကြီးပဲယောဘတက်တာကဲတော့ကျမတို့အရာကိုမန္နာကြီးပဲမြင်လာတယ်ဖျားဘာကြောင့်ဆုံးမလဲဆိုတာကျမတို့ကိုလမ်းမှန်စေလို့ဖြစ်တယ်သူအရင်တတိပေးပါတယ်ယုံကြည်သူတိုင်းသိမှာပါနှလုံးသားထဲမှာသူအရင်တတိအရင်ပေးတယ်သူတတိပေးပြီးမှသူပြောတာနားမထောင်ဘူးဆိုမှဆုံးမတာဖြစ်တယ်အဲ့ဒါကြောင့်ယုံကြည်တော်သူညီကိုမောင်နှမများကျမတို့ရဲ့နှလုံးသားထဲမှာလေယေရှုခရစ်တော်ဖခင်ဟာတကယ်ပဲဖခင်တကာရဲ့ဖခင်ဖြစ်တယ်အသက်ရှင်တဲ့ဖခင်ဖြစ်တယ်တည်နေတဲ့ဖခင်မဟုတ်ဘူးဒါကြောင့်မလို့ကျမတို့တပါးတီရောတားတော်ကိုစွန့်တော်မူသည့်တောင်လောကီတားတို့ကိုချစ်တယ်တဲ့ဖခင်တခင်ကအဲ့လိုမျိုးပြောထားတယ်အဲ့ဒါကြောင့်မလို့ကျမတို့ဆိုရင်ကားတစ်စီးကိုဝယ်မယ်ဆိုလို့ရှိရင်ရှိသမျှစီးစိမ်ပုံပြီးမှကားကိုဝယ်ရတာဖြစ်တယ်ကားဝယ်မယ်ဆိုရင်ပေါ့လေဒါပေမဲ့အဲ့ဒီကားလေးကိုတယူတရနဲ့ဂယူဆိုင်တယ်အဲ့ဒီကားလေးပုံပဲ့သွားမှာတော့တစ်ပင်နဲ့တိုက်သွားမှာတော့သူများစပိန်နေနဲ့သူများကိုင်းနဲ့ကိုကားလေးပုံပဲ့သွားမှာဆိုလို့တအားကိုရင်ထဲမှာတအားဆိုးရင်နဲ့ဂယူဆိုင်တာပေါ့နော်ဘာဖြစ်လို့လဲရှိသမျှစီးစိမ်ပုံပေးပြီးဝယ်ထားတဲ့ဈေးအကြီးဆုံးတန်ဖိုးအကြီးဆုံးဝယ်ထားတဲ့ကားလေးဖြစ်တယ်အခုရေတန့်ဘူးလေးတပူးကိုတောက်ကြည့်ပါလားတောက်ပြီးလွှန့်ပစ်လိုက်ပါလေကျမတို့ကဘာဖြစ်လို့လဲတန်ဖိုးနေတယ်နော်ရှိသမျှစီးစိမ်နဲ့ဝယ်ထားတဲ့အရာမဟုတ်တဲ့အတွက်ကြောင့်မလို့လေတချို့တဝက်တက်ဝယ်ထားတဲ့ကြောင့်မလို့တောက်ပြီးပစ်လိုက်မှာတန်ဖိုးမထားဘူးလေအဲ့ဒီလိုပဲကျမတို့အသက်တာမှာဖရာသခင်ကတပါးတီရောတားတော်ကိုစွန့်တော်မူတိတောင်လောကီသားတို့ကိုချစ်တော်မူ၏လို့ပြောတာအတိတ်ပဲအရန်ရှိတယ်သူဘလောက်ထိစွန့်လဲတပါးတီတော့တားတော်ပဲရှိတာအဲ့ဒါကိုစွန့်ပြီးလောကီသားတို့ကိုချစ်ပြီးတော့ကယ်တာဖြစ်တယ်အဲ့ဒါဆိုရင်ကျမတို့ကိုးကွယ်တဲ့ဖရာဟာကျမတို့ပေါ်မှာဘလောက်ထိကောင်းမြတ်တယ်လဲသူကျမတို့အရာဂရုစိုက်ပါတယ်သူရှိသမျှစီးစိမ်တွေထဲကနေသူအရာချစ်တဲ့သားတော်ကိုစွန့်ပြီးကယ်ခဲ့တာဖြစ်တယ်ကျမတို့အရာတန်ဖိုးထားတယ်ဒါကြောင့်မလို့မလိမ္မာရင်ဆုံးမမယ်ဆုံးမတယ်ဆိုတဲ့အခါမှာမဆုံးမခင်မှာနောင်တရရင်ပိုကောင်းတယ်ဆုံးမပြီးမှနောင်တရလဲဖခင်ဝမ်းမြောက်ပါတယ်ဒါပေမဲ့နောက်ထပ်မမားဘူးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ခရစ်တော်အားဖြစ်ပဲကျမတို့အသစ်ဖန်ဆင်းတဲ့တတဝါဖြစ်တော့ကျမတို့ရောက်ရှိရမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျမတို့ရဲ့တက်တာမှာကဲတဲ့ဖခင်ကအလိုတော်ရှိတဲ့အရာကိုပြောထားတယ်လူအပေါင်းတို့ဒီရဲ့ကဲတင်ကျွန်တော်ရောက်၍တမန်တရားကိုတိစေခြင်းအလုံးကဖျားခဲ့အလိုတော်ရှိတယ်လို့နှုတ်ကပတ်တော်ထဲမှာပြောထားတယ်အဲဆိုတော့နှုတ်ကပတ်တော်ထဲမှာပြောထားတဲ့အရာကိုကျမတို့ပဲပေးပါနဲ့တောင်းနေကြတယ်ဒါပေမဲ့ဖျားခဲ့အလိုတော်ရှိတာကလည်းပြောထားတာဖြစ်တယ်နားထောင်ဖို့လိုအပ်တယ်ဖျားခဲ့အလိုတော်ရှိတာကလူအပေါင်းတို့ကဲတင်ကျွန်တော်ရောက်၍တမန်တရားကိုတိစေခြင်းလို့ငါဖျားခဲ့အလိုတော်ရှိတယ်လို့ဖျားတခင်ကလည်းအလိုတော်ရှိတဲ့အရာတွေကျမ်းစာထဲမှာပြောထားတယ်အဲခါကြောင့်ကျမတို့အသက်တာထဲမှာဖျားတခင်ရဲ့ချစ်ချင်းမြတ်တာကိုပြန်လဲဂျေဇုဆက်ခြင်းနဲ့တုံ့ပြန်ခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့ဖရာသခင်ရဲ့အလိုတော်တိုင်းအသက်ရှင်ကြပါစို့နော်ပြီးတော့လေဖရာသခင်ကအရန်ကောင်းမြတ်လို့လေချီးမွမ်းတာရည်တွက်တာတော့မရည်တွက်နိုင်ဘူးဖြစ်တယ်နေ့တိုင်းဖရာရဲ့ဂျေဇုတော်တွေကအရန်ကောင်းမြတ်တယ်အရန်ပဲကျမဖရာနဲ့ပဲအမြဲတမ်းကျမဘယ်လိုပြောမလဲနှစ်ပန်းလုံးခဲရတယ်လို့ပြောရမှာပေါ့နော်ဘာပဲဖြစ်ဖြစ်ဖះကိုကျမအရန်ချစ်သွားတယ်ဖះချစ်ဖို့ကောင်းတယ်ပြီးလို့ရှိရင်ဖះကအသက်ရှင်တဲ့ဖះဖြစ်လို့ကျမနာမအမြဲတမ်းရှိတယ်
တင်းနဲ့သူရှိတယ်တဲ့ပြီးတော့ကျမကြောက်နေတဲ့အချိန်မှာသူဖခင်တခင်အားပေးတယ်ကျမစိုးရိမ်နေတဲ့ခါမှာသူကမစိုးရိမ်နဲ့မကြောက်နဲ့ဆိုမှရဲရင်ချင်းနေပေးတယ်ယုံကြည်မယုံကြည်ရင်လည်းယုံကြည်ခြင်းကိုမဆပါလို့ပြောလိုက်ချက်ချင်းမဆတယ်အဲ့ဒီခါကျတော့အခုဝိညာဉ်ရေးမှာရင့်ကျက်တဲ့တက်တာပေါ့နော်ကျမပြောင်းလဲတာကဲတင်ချင်းပေါက်တာကျမ2000ခုနှစ်မှာပေါက်တယ်အဲ့ဒါကြောင့်မလို့ကျမဝိညာဉ်ရေးမှာနှုတ်တဲ့အခါမှာတော့အရန်ကိုကျမထုထောင်းခြင်းခံရတယ်ရင့်ကျက်လာတဲ့အခါမှာဖခင်ကိုကျေးဇူးတော်ချီးမွမ်းဖို့ပဲဖြစ်လာခဲ့တယ်အရန်ကောင်းတယ်လို့ပဲပြောချင်တယ်ဖခင်ကအရန်ကောင်းမြတ်ပါတယ်မယုံလို့ရှိရင်မြည်ဆန်းကြည့်ပါဖခင်ကအတင်းမယုံခိုင်းမှုသူ့ကိုတဲ့မယုံရင်ပေါ့နော်မြည်ဆန်းပါလို့ပြောထားတယ်သူ့ကိုခေါ်ပါတဲ့ထူးမယ်လို့ပြောထားတယ်အဲ့ဒါကြောင့်မို့လို့ကျမပြောချင်တာခရစ်တော်ဖခင်ကိုယုံကြည်ပါလို့အတင်းမတိုက်တွန်းဘူးကျမကိုလည်းဘယ်သူမှမတိုက်တွန်းခဲ့ပါဘူးကျမမြည်ဆန်းပြီးမှယုံလာတာဖြစ်တယ်ကျမလေ့လာခဲ့တာဖြစ်တယ်ဖခင်တခင်အကြောင်းကိုလေ့လာတဲ့အခါမှာဝိညာဉ်ပိုင်းဆိုင်ရာခန္ဓာပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာမှာအရာရာအားလုံးမှာတိုးတက်လာတာကိုတွေ့ရှိရပါတယ်ကျမရဲ့အသက်တာမှာတကယ်ပဲခံစားပြီးမှအောင်မြင်ခဲ့လို့တက်တည်ခံတာဖြစ်တယ်အပြောကောင်းလို့ပြောရတဲ့အရာမဟုတ်စီးပွားရေးလည်းမဟုတ်ဘူးစီးပွားရေးဆိုတာအပြောကောင်းရင်ပြောလို့ရတယ်ဒါပေမဲ့ဖခင်တကာတို့ရဲ့ဖခင်ရဲ့နှုတ်ကပတ်တော်စကားဟာအပြောကောင်းလို့ပြောလို့ရတဲ့အရာမဟုတ်တနေ့ကျရင်ဖခင်ခင်ရှိမှပြန်ပေါ်လာရမှာဖြစ်တယ်အဲ့ဒါကြောင့်အပြောကောင်းလို့လည်းကျွန်မမပြောရဲဘူးဒါကြောင့်မို့လို့ဖခင်တခင်နှုတ်ကပတ်တော်အတိုင်းပဲကျွန်မတက်တည်ခံတာဖြစ်တယ်ကျွန်မပြောချင်တာဖြစ်တယ်ဒီလိုပဲတငယ်ချင်းတွေအားလုံးငရဲထဲမှာတွားစေချင်ဘူးတငယ်ချင်းတွေအားလုံးကိုချစ်တယ်ယေရှုနာမဖြစ်ချစ်တယ်တငယ်ချင်းတွေအားလုံးကောင်းကင်မှာအတူဆုံးခြင်းနဲ့လောကမှာလည်းဆုံးတယ်လို့ကောင်းကင်မှာလည်းအတူဆုံးခြင်းနဲ့ဒါကြောင့်မလို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်နိယာခရိယန်တွေပေါ့နော်ခရိယန်တွေတော့အများကြီးရှိတာပေါ့အမိခံခရိယန်တွေပေါ့နော်ဒါပေမဲ့တကယ်ခရိယန်စစ်တွေနဲ့တွေ့ရှိပြီးဆရာမတွေပေါ့နော်တွေ့ရှိပါစေလို့ယေရှုနာမ၌ဆုတောင်းပါတယ်လို့အရောက်စီတိုင်းပေါ့ဖခင်ရှင်ကောင်းချီးပေးပါစေကိုယ်တိုင်လည်းဖခင်ခင်ကိုဒါရိုက်ခေါ်လို့ရပါတယ်မြည်ဆန်းလို့ရပါတယ်လို့เนาะယေရှုနာမဖြစ်ကောင်းချီးပေးပါတယ်လို့ဒီတက်တိခံစကားလေးတွေကိုကြားချင်းအားဖြင့်လည်းအရောက်စီတိုင်းတိုးထိပြီးတော့ခေါ်အားယူစရာဖြစ်မယ်လို့ကျွန်မမျှော်လင့်ပါတယ်အရောက်စီတိုင်းမှာဖျားရှင်ကောင်းချီးပေးပါစေအားလုံးပဲမင်္ဂလာပါအားလုံးပဲယေရှုခရစ်တော်နာမ၌ကောင်းကင်မှာပြန်လဲဆုံတွေ့ချင်ပါတယ်